မင်္ဂလာပါကဲဒါလေးကတော့ဆိုင်မှာရှိတဲ့ blind box တွေပါခင်ဗျာပြီးလို့ရှိရင်ဒီမှာဖာလိုက်တွေလည်းရမယ်เนาะဒီကောင်ကတသိန်း1000တော့မပြည့်ပါဘူးเนาะတသိန်း1000တော့မပြည့်ဘူးဒီ move cloud တွေရမယ်ဒီမှာ Naruto V1 V2 ပြီးရင်ဒီကောင်ဆို9သိန်းကျော်နဲ့ရမယ်ဒါ Pomad official ပြီးလို့ရှိရင်ဒီမဲ့เนาะ Samuel Ocean ဒီကောင်ဆို9000ကျော်နဲ့ရမယ်နောက်ပြီး Fakala ဒီကောင်ဈေးချပေးလိုက်တာအရှုံးခံပေးဒါလည်းအရှုံးခံပေးထားတယ်ဒါလေးလည်းရှိမယ်เนาะပြီးရင်ကျွန်တော်ဆိုင်မှာဒီမှာဒီဟာလေးတွေရှိမယ်တချို့ဟာကြီးကကျွန်တော်စုရဟာဘောလားဟိုအနောက်ကဟာလေးကကျွန်တော်စုတာเนาะဒီဒေးကြည့်ရှင်နဲ့ comment မှာရေးခဲ့ပြီးလို့ရတယ်ဘယ်ဟာလေးကြည့်ချင်လဲဆိုတော့ဒီဒေးကเนาะကျွန်တော်လိုက်ပြပေးမယ်ပြီးရင်ဒီမယ်เนาะဒါလေးတွေရှိမယ်3000ဝန်းကျင်နေဆိုရင်เนาะဒီကောင်လေးဆိုရင်เนาะဒီကောင်လေးဆိုရင်4000ဝန်းကျင်နေเนาะဒီကောင်48ဒီကောင်45เนาะပြီးလို့ရှိရင်ဒီတချို့1 piece တော့လာမေးရတယ်35တန်ဆို35ဒါ35ဒါတွေဒီဟာတွေအကုန်လုံးကဟိုလောက်ပဲရှိမယ်2000ကျော်3000ဝန်းကျင်နေပဲเนาะဒါဟိုနေ့ကပြ2000ခွဲเนาะဒီမှာ2000ခွဲဒါဆိုရင်3000ခွဲเนาะပြီးရင်ဒါလေးဆိုလဲ3000ခွဲဒါဆို3000เนาะအဲ့လိုလေး1 piece လေးရှိမယ်เนาะဒီမဲ့ဒါဒီကောင်ကျတော့ Ichiban เนาะ Ichiban ဒါလေးကာလနဂါလေးရှိမယ်ဒီကောင်ဆိုလဲတသိန်းမပြည့်ဘူးเนาะ mini rabbit တသိန်းမပြည့်ဘူးဒီကောင်ပြီးရင် ocean baby ရှိမယ်ဒီကောင်တစ်လေးကြော်လေးပေါ့နော်တစ်လေးကြော်လေးဒါအရင်တော့ရောင်းထားပြီးတဲ့စီးနဲ့ပဲရောင်းပေးတာเนาะပြီးရင်ဒါလေးတွေရှိမယ်เนาะဒါလေးဆို4000ဒီဆန့်စီကနည်းနည်းပြန်ရှားရတဲ့ထဲပါမယ်ဒါ4000ခွဲဒါ chopper လေးဒါလေးကျွန်တော်ဖောက်ပြီးတော့ကျွန်တော်ဟို epic sense နဲ့ကျွန်တော်တွဲပြရမလို့မလုပ်တော့ပါဒါ4000เนาะဒါလေးရှိမယ်เนาะဒီကလေး4000ခွဲเนาะဒါလေးရှိမယ်ဒါကုံသွားတဲ့ဟာလေးဒါအရှိပြန်ထုံဒါတော်တော်လေးကုံသွား bleach ကဆိုရင်တော်တော်လေးမရှိတော့ဒါအစ်စ်ထွက်လာတဲ့ကောင်9800ဒီကောင်လေးတော်တော်လှတယ်ဘူးထဲမှာတော်တော်လေးအကောင်ကြီးရဲ့ဒီ one batch man လေးဆိုတပူးကြံမယ်เนาะဒီကောင်လေးက9000ပဲကျွန်တော်ရောင်းပြီးဒါ4000ခွဲတွေဒါ3000ခွဲတွေเนาะဒါလေးရှိမယ်เนาะ3000ဝန်းကျင်နေပဲဒါလေးလည်း3000ဝန်းကျင်ပဲဒါလေးလည်း3000ဝန်းကျင်ပဲဒါလေး3000ဝန်းကျင်ပဲဒီကောင်မလေးလည်းနည်းနည်းစေးများဒီကောင်မလေးမှာเนาะဒါမှန်တယ်ထည့်ပြီးတော့သူကဂန်ပုံစံနေဂန်ဟိုမှာသူကဒီကနေလက်ကနေချိုးပြီးတော့ထွက်လိုက်တဲ့ပုံစံလေးပြန်ဘုံတွေဖျောက်တွေအကုန်ပါတယ်เนาะရမ်းလာတယ်